အမားကတော့ဒီဟာလေးကိုအပြင်ပန်းကိုစတွေ့ပြီးတော့သဘောကျလို့လေတိတ်ဆိတ်တယ် luxury ဖြစ်တယ်ညဉ့်ညောင်းတယ်ပေါ့နော်ဘုံကတိလေးတွေနည်းနည်းလေးကျန်းတဲ့နေရာမျိုးမှာဆိုရင်ဒီကောင်ကမောင်းရတာတော်တော်လေးကို luxury ဖြစ်တယ်air suspension နေနေဆိုတော့လေဒီကတော့ဗောနော်ဒီ IM ကဟို luxury ဖြစ်တယ် performance လည်းကောင်းတယ်ပြီးတော့ technology လည်းမြင့်တဲ့အခါကျတော့ဒီကားလေးကိုကြိုက်ပြီးရွေးချယ်ဖြစ်သွားတာဗျာပေါ့ပါတယ်ပြီးတော့ကိုနင်းနေတဲ့လိုမျိုးသွားရတယ်ပေါ့နော်အဲ့ဒါလေးသဘောကျပါတယ် futuristic ဖြစ်တာပေါ့ဆိုတော့ IM yeah proportion ကတော့ပိုလှတယ်ထင်တာပဲခန့်တယ်ပေါ့နော်ကြီးတယ်အမားကတော့ဒီဟာလေးကိုအပြင်ပန်းကိုစတွေ့ပြီးတော့သဘောကျလို့လေသူကလေအပြင်ကကြည့်လဲလှတယ်အထဲမှာလည်းရန် luxury ဖြစ်ပြီးတော့မှသူကစီးရတဲ့ခါမှာလည်းတက်တောင့်တက်တာရှိရယ်ပြောရမယ်ဆိုတော့နှစ်မျိုးလုံးကိုကြိုက်တယ်အပြင်ရောအထဲရောနှစ်မျိုးလုံးပေါ့နော်တစ်ခုစလုံးတော့အမားသဘောကျပါတယ်ဒါကြောင့်လည်းဝယ်ယူခဲ့တာပါဟုတ်ကြိုက်ဆုံးကတော့အဲ့ဟို dashboard ကြီးပေါ့အပြည့် screen အပြည့်ဖြစ်နေတဲ့ကောင်ကတော့အရင်မိုက်တယ်အဲ့ဒီ feeling ကတော့ဟိုအကြိုက်ဆုံး feeling ပေါ့နော်မတော်ဆိုလို့ရှိရင်တော့အဲ့ zero gravity ကိုကြိုက်တယ်ပေါ့နော်တက်တောင့်တက်တာဖြစ်စေတယ်ပေါ့နော်အဲ့ဒါလေးတော့သဘောကျပါတယ် highway ကမောင်းဘူးတယ်ဟိုငွေဆောင်သွားဘူးတယ်ငွေဆောင်သွားတာအဆင်ပြေပါတယ် highway ကတော့ကျွန်တော်မန်လေးတော့မောင်းပြီးသွားပြုံးလင်ထီလည်းမောင်းကြည့်ပြီးသွားပြီပေါ့နော်လမ်းမှာလည်း EV station တွေကနေပြီးတော့လည်းရှိတယ်မန်လေးမှာလည်းရှိတယ်ဆိုတော့ highway လည်းအဆင်ပြေတယ်မြို့တွင်းမှာလည်းသွားလာရတာလည်းကြိုက်တယ်အမအနေနဲ့ကတော့ home charging ကတော့အရင်အဆင်ပြေတယ်ပေါ့နော်ကိုညဘက်အိတ်တဲ့အချိန်မှာအမကအာသွင်းထားလိုက်တယ်မနေ့ကျတော့အမသွားကနေကြတော့ charging ဖြုတ်လိုက်တယ်ကိုအားတဲ့အချိန်လေးပေါ့နော်တကူးတကကြီးလည်းသူ့ကြည့်နေစရာမလိုဘူးဆိုတော့လေအဲ့ဒါလေးကိုသဘောကျပါတယ်အိမ်မှာသွင်းတာတော့ပိုအဆင်ပြေတော့ညဘက်သွင်းလိုက်ပြီးသွားပြီ charging ရှိအိမ်မှာရှိရင်တော့ပိုကောင်းတာပေါ့ဟိုအပြင်မှာသွင်းတဲ့အခါမှာလည်း fast charging တွေရှိလာပြီဆိုတဲ့အခါကျတော့မြန်မြန်ဆန်ဆန်နဲ့ဖြစ်လာပြီဆိုတော့နှစ်ခုလုံးကတော့အဆင်ပြေတဲ့အနေထားတော့ရှိလာပါအဓိကကတော့အထက်ဘက်ကထိုင်ခုံတွေရဲ့တက်တောင့်တက်တာဖြစ်တဲ့ function တွေပေါ့နော်သူသဖြင့် L7 ဆိုကြလို့ရှိရင်အနောက်ဘက်မှာလှည့်လို့ရတဲ့အဲ့ zero gravity အဲ့ဒါရှိတာတော်တော်အဆင်ပြေတယ်ခီးရှည်သွားတဲ့အချိန်ကျရင်လူကြီးရှိတော့ပိုအဆင်ပြေတာပေါ့ amazing ပေါ့ feeling ကတော့ဘယ်လိုပြောမလဲဆိုတော့သူကအပြင်ကကြည့်တာတဲ့အထဲထဲမှာဟိုစီးတဲ့အချိန်မှာဖြစ်တဲ့ခံစားချက်ကပိုတယ်လို့အမပြောချင်တယ်အရန်ကိုတက်တောင့်တက်တာဖြစ်ပြီးတော့ကိုနဲ့တသားတည်းသွားနေတဲ့အချိန်မှာလေအမတို့တော့အရန်ကို comfortable ဖြစ်တယ်ပေါ့နော်အဲအကြောင်းအမတို့ဒီဟာဆို amazing ပေါ့အမတို့ amazing ဖြစ်တယ်လို့ထင်တယ်တိတ်ဆိတ်တယ် luxury ဖြစ်တယ်ညဉ့်ညောင်းတယ်ပေါ့နော်အဲ့ဒါလေးကိုသဘောကျပါတယ်တိတ်ဆိတ်တဲ့ခါကျတော့အတန်ပြောက်တော့ခါချက်ကိုဟွန်းတီးပေးရတယ်ပေါ့နော်အတွင်းပိုင်းပေါ့အတွင်းပိုင်းမှာပိုတက်တောင့်တက်တာဖြစ်တယ်ပိုလဲနေတာပိုများတာဆိုတော့အတွင်းပိုင်း screen လဲများတယ် screen လဲလာအရင်တော့ဆို engine ကားမောင်းတာပေါ့နော် engine ကားမောင်းတဲ့အချိန်မှာ engine ကြိုက်တဲ့သူတွေလည်းရှိတယ်ဘာလို့ဆို engine အတန်ကြားမှဟို comfortable ဖြစ်တယ်ပို feeling ကိုခံစားလို့ပိုကောင်းတဲ့လူတွေလည်းရှိရပေါ့နော်ကျွန်တော်အနေနဲ့ကြတော့ဟို engine ကိုလည်းကြိုက်တယ်ဒါပေမဲ့ EV မှာကြတော့ဘာလဲဆိုတော့တိတ်တော်တိတ်ဆိတ်ဆိတ်နဲ့တန်ငိမ့်တယ်ပေါ့နော်ဟိုကိုမောင်းတဲ့အချိန်မှာလည်းအာရုံစူးစိုက်မှုအားပိုကောင်းတယ်လို့ပိုခံစားရတယ်ပြီးတော့ဟိုနားကြီးတက်တာပေါ့နော်ပွင့်လင်းပြောရတယ်တိတ်ဆိတ်ဆိတ်နဲ့မောင်းကျင်တယ်ဆိုရင်တော့ EV ကတော့ပိုကောင်းတယ်လို့တော့ကျွန်တော်မြင်တယ်ဗျဟာဘာတွေကွာခြားလဲဆိုတော့ညဉ့်ညောင်းရှိတယ်ပေါ့ပေါ့ပါရှိတယ်အဲ့ဒါလေးကိုသဘောကျပါတယ်ဟို EV မှာကျွန်တော်တို့ဒီ LS7 စစီးအချိန်မှာကျွန်တော် speed test တကယ်ချင်းနဲ့စမ်းကြည့်ဘူးလေပေါ့နော်ကျွန်တော် dual motor နဲ့စမ်းတဲ့အချိန်မှာဒီကောင်က4စက္ကန့်အောက်မှာနေသူက0 to 100ကတန်းရောက်တဲ့ကားဆိုတော့တော်တော်လေးလည်းမြန်တယ်ပေါ့နော်အဲ့မှာစမ်းကြည့်တဲ့အချိန်မှာလည်းလုံးဝ speed ကကြောက်စရာကောင်းအောင် speed ကယုံတယ်ပေါ့ဆိုတော့ဟို speed နဲ့ပတ်သက်ရင်တော့အရန်ကြိုက်တယ်ဒီ LS7 လေးကိုမစမ်းဘူးတဲ့သူတွေလည်းဒီဟိုစမ်းစီးကြည့်ရင်တိပါလိမ့်မယ်လို့ကျွန်တော်အကြံပေးချင်တယ်ဘုံကတိလေးတွေနည်းနည်းလေးကျန်းတဲ့နေရာမျိုးမှာဆိုဒီကောင်ကမောင်းရတာတော်တော်လေးကို luxury ဖြစ်တယ်ဟို air suspension နေနေဆိုတော့လေဟိုမောင်းလိုက်တဲ့အချိန်မှာအထက်ကလူကတော်တော်လေးကိုတက်တောင့်တက်တာရှိတဲ့ feeling မျိုးပေါ့နော်အဲ့တော့ highway မှာလည်းမောင်းရတဲ့ experience ကဟိုတော်တော်လေးဟိုကြိုက်နေတဲ့ပါတယ်လို့ပြီးတော့ဟိုတော်တော်ကောင်းတယ်ပေါ့နော်အမတို့ဘက်ကိုပေါ့နော်ဒီ showroom ဘက်ကနေဆိုလို့ရှိရင်အမတို့လည်းတည်ကျင်တာတွေများတယ်တစ်ခါမှလည်း EV မစီးခဲ့ဘူးဒါပထမအဦးဆုံး EV ကဝယ်ပြစ်တာဆိုတော့လေဆိုတော့အမတို့သူတို့တွေကိုမေးတဲ့ဟာတွေမှာလည်းအသေးစိတ်ရှင်းပြပေးတယ်ပေါ့နော်ကောင်းကျိုးဆိုးကျိုးဘယ်လိုလေးရှိရဲဆိုတဲ့ဟာရယ်အခုဝယ်ယူပေးတဲ့နောက်ပိုင်းမှာလည်းအမတို့လိုအပ်ရင်လိုအပ်တယ်လို့မျိုးမေးနေရတာမျိုးလေးတွေပေါ့နော်အမတို့ဘက်ကို queue site ပေးတဲ့ဟာလေးတွေကရှိတယ်ဆိုတဲ့အခါကျတော့အမတို့တော်တော်လေးကြိုက်ပါတယ်ဒီရဲ့ဝန်ဆောင်မှုလေပြီးခဲ့တဲ့နှစ်ကမိုးကြီးတုန်းကဟိုအဓိကကညနေပိုင်းအိမ်ပြန်တဲ့ချိန်လေးဆိုကြလို့ရှိရင်ဟိုအဲ့ထဲမှာပါတဲ့မိုးရွာတဲ့ function ပေါ့နော်ဟိုကင်မရာနဲ့နောက်ကြည့်မှပြတဲ့ဟာအဲ့ဒါအသုံးဝင်ဆုံးပဲမိုးရွာထဲမှာတော့ဒီ LS7 အရှိကကျွန်တော်တို့ glass panorama ကြီးရလဲဟိုဘယ်လိုပြောမလဲအရန်လို့ခေါင်းထီကိုဟိုရှေ့ကြီးပေါ့နော်မှန်ရလဲ glass ကလည်းအရန်မြင့်တယ်ပြီးတော့
ဟိုတကားပေါက်တွေနဲ့လည်းတကားပေါက်တွေကလည်းတောက်လျှောက်အကုန်လုံးမြင်နေရတယ်ပေါ့နော်ဟိုပတ်ဝန်းကျင်တစ်ခုလုံးဘိုးဘိုးပေါင်းမြင်နေရတယ်ပေါ့မိုးတွေရွာလာတဲ့အချိန်မှာလည်းကောင်အလားဆုံးပဲကားထဲမှာဒီ LS7 ကိုအထဲမှာစီးနေတဲ့အချိန်မှာမိုးပေါက်တွေကိုမှန်ပေါ်မှာတောက်လျှောက်မြင်နေရတဲ့ feeling ကဒီ LS7 မှာတော့တော်တော်မိုက်တဲ့ feeling လို့ပြောလို့ရတာပေါ့နော် GDY ဖြစ်တဲ့နေရာလဲမောင်းမှုတယ်သူကအဓိကသူကအဲ ring size ကြီးတဲ့အခါကျတော့ဟိုမောင်းတဲ့သူကလည်းဟိုတိတ်ပြီးတော့ဟိုကြောက်စရာမရှိဘူးပေါ့နော် slip ဖြစ်သွားမှာပါညာစိုးရင်စရာမရှိဘဲနဲ့ဟိုမောင်းလို့ရတယ် slip လဲဒီကောင်မဖြစ်ဘူး honestly ပြောရရင်တော့နည်းနည်းခက်တယ်ဒီကောင်ကကန်ရတာလေဘာလို့လဲသူကကိုွေတဲ့အချိန်မှာသူအလဲမှာမရှိနေတော့လေဒီဘက်ကိုကိုရင်ဒီဘက်တစ်ဖက်ကိုလမ်းကင်နိုင်မှာဟိုပြောမယ်ဆိုကားမောင်း experience ရှိရဲ့သူမှဒီခွေရကင်ရတာနည်းနည်းပိုအဆင်ပြေပိုပြီးအခုမှစပြီးကားမောင်းတက်မယ်ဒီခွေကိုစပြီးတော့စမောင်းမယ်စပြီးကင်မယ်ဆိုရင်တော့တော်တော်လေးတော့ခက်လိမ့်မယ်အဲ့ဒါဟိုဘယ်လိုပြောရမလဲအဝိုင်းလေးဖြစ်ရင်ပိုကောင်းတယ်လို့တော့ကျွန်တော်ကတော့ကြံပေးနေတယ်ပေါ့ ကားကတော့လေးဟိုပေါ့အစ်စ်တင်မောင်းပြီဆိုလို့ရှိရင်တော့သူကလည်းသူတော့ used to ဖြစ်ဖို့တော့စူးစမ်းယူရတာပေါ့နော်ဟုတ်တယ်ဟို used to ဖြစ်သွားတဲ့အချိန်မှာတော့ကျွန်တော်ဒီဟာလွယ်လွယ်ကူကူပဲ ဖြစ်သွားတာပေါ့အခါလေးသိဖို့လိုတာပေါ့နော်အဲကြောင့် EV ကိုဝယ်မယ်လို့ကိုယ်ပါစိတ်ကူးရှိရဒီ IM ကိုဝယ်မယ်လို့စိတ်ကူးရှိနေတယ်ဆိုလို့ရှိရင်တော့ဝယ်တဲ့နယ်လို့အမဘက်ကနေပြီးတော့အကြံပေးခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ပြန်ရတဲ့ဟာနဲ့ကိုပေးလိုက်တဲ့ဟာနဲ့ထိုက်တန်တယ်လို့ခံစားရလို့ပါ